အသက်ဝိညာဉ်ကိုနှုတ်ယူပြီးရုပ်ကလပ်ကိုကစားတတ်တဲ့ရှေးဟောင်းကျိန်စာမင်္ဂလာပါရှင်ကျမတို့ရဲ့ Brown Audio Book Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသက်ဝိညာဉ်ကိုနှုတ်ယူပြီးရုပ်ကလပ်ကိုကစားတတ်တဲ့ရှေးဟောင်းကျိန်စာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်1984ခုနှစ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရဲ့အမှောင်ရိပ်ကြရောက်နေတဲ့ရှမ်းရိုးမတောင်တန်းကြီးရဲ့အစွန်ဖျားခဲမိုင်းရောင်မြူတူများအမြဲရစ်ဆိုင်နေပြီးပြင်ပလောကနဲ့လုံဝအဆက်အသွယ်ပြတ်တောက်နေတဲ့တင်မင်းတောင်ကြီးရွာလို့အမည်တွင်တဲ့ရွာသိမ်လေးတရွာရှိခဲ့တယ်။အဲဒီရွာမှာရှိတဲ့လူကြီးလူငယ်မရွေးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဓမြတိုက်လူသက်ကခေါင်းဖြတ်စီရင်တွေကိုပြုလုပ်ခဲ့ကြတဲ့စုံကိုဝေမျိုးနွယ်တွေရဲ့အနွယ်အပွားတွေဖြစ်ကြတာကြောင့်ပြင်ပလူတွေနဲ့ရောနှောခြင်းမရှိဘဲသူတို့ရဲ့အပြစ်ကြွေးတွေကိုထမ်းပိုးရင်းတိတ်ဆိတ်စွာနေထိုင်နေကြပါတယ်။ရွာရဲ့အမှောင်ဆုံးလှုပ်ဝက်ချက်ကတော့အသက်ဝိညာဉ်ကိုနှုတ်ယူပြီးရုပ်ကလပ်ကိုဆုံးယုတ်ကဲ့သို့ကျိုးဆွဲကခိုင်းတဲ့နာနာဘာဝဝိညာဉ်နှုတ်စီရင်ပဲဖြစ်ပါတယ်။ထိုချိန်စာတဲ့အသက်ကနှစ်ပေါင်းများစွာငြိမ်သက်နေရကနေအခု1984ခုနှစ်ရဲ့တစောင်းမုံလာပြည့်ညမှာပြန်လည်နိုးထလာပြီးရွာကလေးတစ်ခုလုံးကလည်းသွေးစွန်းတဲ့အောက်လန်းမော်ရိပ်တွေအောက်မှာဆွဲသွင်းခြင်းကိုအစာပြုလာခဲ့ပါတော့တယ်။ထိုရွာလေးကိုကံကြမ္မာအလှည့်ပြောင်းကြောင်းရောက်ရှိနေတဲ့သူကတော့မျိုးပြားကနေနည်းနည်းတန်ပေးခံရပြီးရွာကလေးရဲ့မူလာတန်းကျောင်းမှာလာရောက်တာဝန်ကျနေတဲ့ကျောင်းဆရာလေးမောင်ကန်းကိုပဲဖြစ်ပါတယ်။သူကအောက်လန်းဆုံးကဝေအတက်တွေကိုလုံမမယုံကြည်ပဲခေပညာတတ်တယောက်ရဲ့အတွေးခေါ်နဲ့သာအရာရာကိုရှုမြင်သုံးသပ်လေးရှိသူတူပါဒါပေမဲ့လည်းလာပြီးညမတိုင်မီရပ်ပိုင်းအလိုမှာရွာဦးကျောင်းကနေတတ်တော်ရှိဆရာတော်ကြီးရဲ့သွေးအံကထိုးဆန်းစွာပြန်လွန်တော်မူသွားခဲ့ပြီးရုပ်ကလပ်မှာလည်းအယိုးနဲ့အရည်သာကျန်ခဲ့တဲ့တိုင်အောင်၆ကပ်တိုးချောက်သွားခဲ့ပါတယ်ဆရာတော်ကြီးရဲ့ရင်ဘတ်ပေါ်မှာတော့သွေးနဲ့ရေးထားတဲ့ရှီဟောင်းအောက်လန်းနှရုပ်ပုံစံအမှတ်သားတစ်ခုကိုမောင်ကန့်ကပထမဆုံးအကြိမ်တွေးရှိလိုက်ရချိန်မှာအရာရာကတာမန်သေးဆုံးမှုမျိုးမဟုတ်ကြောင်းသူစတင်ရိပ်မိလာပါတော့တယ်။ရွာသူရွာသားတွေရဲ့မျက်ဝန်းမှာအကြောက်တရားတွေအရေးထိုးနေပြီးလူတိုင်းကလည်းတီတိုးရီရွနေကြတာကတော့ဝိညာဉ်စားသူရောက်လာပြီးဟူ၍သာဖြစ်ပါတော့တယ်။တစောင်းမုံလာပြီးညရဲ့တကောင်ရန်အချိန်မှာရွာလယ်မှာရှိတဲ့ညောင်ပင်ကြီးအောက်မှာဒုတိယမြောက်လူသက်မှုကြီးဖြစ်ပွားခဲ့ပြီးတရွာလုံးကိုတုံလုံးခြောက်ချသွားစေခဲ့ပါတယ်။တေဆုံးသူကတော့ရွာရဲ့လူမိုက်ကြီးမောင်မင်းအောင်ဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာဒဏ်ရာအနာတရတစုံတရာမှမရှိပေမဲ့လည်းမျက်လုံးနှလုံးကတော့အပြင်ကိုပြူးထွက်လျက်အသက်ဝိညာဉ်လုံးဝကင်းမဲ့နေတဲ့ရုပ်သေးရုပ်ကြီးတစ်ခုလိုလဲကျနေခဲ့တာပါ။ထူးဆန်းတာကတော့မောင်မင်းအောင်ရဲ့အလောင်းကမောင်ကန်းကော်ရဲ့ရှေ့မောက်မှာပင်တဖြည်းဖြည်းနဲ့လှုပ်ရှားလာပြီးကျိုးဆွဲထားတဲ့အတိုင်းထူးဆန်းတဲ့ကကြိုးကားကွက်များနဲ့ကပြနေခြင်းဖြစ်ပါတယ်။ညငှက်တရဲ့အော်တန်နဲ့အတူလေထုထဲမှာပုတ်စော်နန်းလှိုင်လာပြီးရွာသားတွေအားလုံးအိမ်တကားတွေကိုကြက်ကြက်ပိတ်ခါတုံရင်စွာနဲ့ပရိစိတ်နေကြရတော့တယ်။မောင်ကန်းကော်ကဒီလိုထူးဆန်းတဲ့အသေးခံမှုနဲ့တရေတစေတွေလိုလှုပ်ရှားနေတဲ့အလောင်းကောင်ရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ကိုရှာဖွေဖို့အတွက်သူ့ရဲ့လက်နှိပ်ဓမီလေးကိုကင်ဆောင်ကအမောင်တို့တွေကိုခြေလှမ်းလိုက်ပါတော့တယ်။အလောင်းကောင်ကြီးရဲ့ထူးဆန်းစွာလှုပ်ရှားကပြခဲ့တဲ့ညောင်ပင်ကြီးအောက်မှာမောင်ကန်းကော်ကသဲလွန်စာအချို့ကိုလိုက်လံရှာဖွေရင်းရှီဟောင်းပရပိုက်စုပ်တစ်ခုရဲ့အပိုင်းစာကိုကောက်ရခဲ့တယ်။ထိုအစုပ်အပြဲပေါ်မှာ1984ခုနှစ်ရဲ့မီးမိန်နေတဲ့လာရန်အောက်မှာကိုကွဲပြပြမြင်နေရတာကတော့လူအသက်ဝိညာဉ်ကိုကြေးရုပ်ထဲကိုထည့်သွင်းချုံနှောင်တဲ့နီးအစီရင်ကြောင်းပဲဖြစ်ပါတယ်။ရွာသက်ကြီးညံထုံးကဓမီရောင်ကိုမြင်၍ထွက်လာပြီးမောင်ကန်းကော်ရဲ့လက်ထဲကပရပိုက်အစုပ်ကိုမြင်တာနဲ့မျက်နှာတစ်ခုလုံးဖြူရော်သွားကချက်ချင်းလူယူပြီးတော့မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်။တကြီးညံထုံးကဒီကိစ္စကိုဆက်မစုံစမ်းဖို့နဲ့ရွာရဲ့ကျိန်စာတင်အသိကိုဆွပြီးလျင်တရွာလုံးအသက်ပြောက်ရလိမ့်မယ်လို့သတိပေးကရောသားတကြီးထွက်လာခဲ့ပါတော့တယ်။မောင်ကန်းကောကတကြီးရဲ့တုံ့ပြန်မှုကိုကြည့်ပြီးလူတော်ကတ်မှုတွေနဲ့ရွာရဲ့အကြီးအကဲတွေကိုပိုင်ပါဝင်ပတ်သက်နေတယ်လို့တန်တရားစိတ်တွေပုံမကြီးထွားလာပါတော့တယ်။နောက်တနေ့မိုးတောက်အလင်းမှာရွာကလေးရဲ့အခြေအနေကပုံမဆိုးရွားလာပြီးလေထုထဲမှာရှိတဲ့တေချင်းတရားရဲ့အနံ့တက်ကလည်းလွှမ်းမိုးလျက်ရှိနေပါပြီ။တောအုပ်ဆောင်မှရှိတဲ့ချောင်းဆက်မှာတတရမြောက်သားကောင်အဖြစ်ရွာရဲ့ရိုးရဘိန်းတော်ဆရာကြီးအဖိုးအိုဦးဖုံးတဲ့ရဲ့ရုပ်ကလပ်ကိုထပ်မံတွေ့ရှိရပြန်ပါတယ်။သူ့ရဲ့အလောင်းကလည်းရှေ့ကလူတွေနီးတူသွေးတဆက်မှမရှိတော့ပဲခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေနဲ့ပြုံးနေတယ်လို့မျိုးအပေါ်ကိုလိမ့်တက်နေတာကလည်းကြည့်ရသူတိုင်းကိုကြက်သိမ်းထစေပါတယ်။
ဆရာကြီးဦးဖုံးသက်ကအောက်လန်းအတက်ကိုအပေဆုံးဟုအမြဲပြောလေးရှိသူဖြစ်ပြီးရွာသားတွေကိုကာကွယ်ဖို့အတွက်စူးစမ်းနေသူဖြစ်တာကြောင့်သူအသက်ခံရခြင်းကလည်းတစုံတဦးရဲ့ရွာကအကာအကွယ်တိုင်းကိုဖျက်ဆီးလိုက်ခြင်းပဲဖြစ်ပါတယ်။မောင်ကန်ကအလောင်းရဲ့အနီးနားမှာရှိတဲ့အနီရောင်ဖျောင်းနိုင်အကျွင်းကြံနေနဲ့မြန်မာဆိုရှယ်လစ်ခေတ်သုံးစေးလိပ်ပြာတွေကိုတွေ့ရှိရတာကြောင့်လူသက်သမားကရွာတွေကလူတယောက်ဖြစ်မယ်လို့လုံးဝချိန်ဆိုလိုက်နိုင်ပါတယ်။အဲ့ဒီနေ့ညနေဆောင်မှာတရွာလုံးမှာအရေးပေါ်အခြေအနေတွေလိုမျိုးတိတ်ဆိတ်သွားပြီးဘယ်သူမှတော့အပြင်မထွက်ရဲကြတော့ပဲတော့တွေကိုအထက်ထက်ခတ်ထားကြတယ်။မောင်ကန်ကမိမိရဲ့ကြောင်းကန်းလေးထဲမှာထိုင်ရင်းနဲ့ရွာရဲ့မြေပုံနဲ့တိတ်ဆုံးသူ3ဦးရဲ့တီနေရာကိုချိတ်ဆက်ကြည့်ရာထူးဆန်းတဲ့ကျင်ငါးဝင်းပုံစံအစီရင်ကွက်တီဖြစ်နေတာကိုသတိပြုမိသွားပါတော့တယ်။ဆိုလိုတာကတော့ဒီအစီရင်ပြီးမြောက်ဖို့အတွက်နောက်ထပ်လူ2ယောက်ထပ်မံအတော်ကခံရအောင်မှာဖြစ်ပြီးနောက်ထပ်ပြစ်မှတ်ကတော့ဘယ်သူဖြစ်မယ်ဆိုတာကိုအသေးအံစဉ်းစားနေမိပါတယ်။အဲ့ဒီချိန်တွင်မှကြောင်းခန်းပြင်ပဘက်ကနေမြူတူထူထပ်လာတဲ့မှောင်ရိပ်ကနေပြီးတော့ခေါင်းလောင်းတန်တိုးလေးနဲ့အတူထူးဆန်းတဲ့ဒေါ်တလီတချင်းကြီးတန်တစ်ခုကတဖြည်းဖြည်းတိုးကပ်လာခဲ့ပါတယ်။မောင်ကန်ကရှင်တတိတ်တိတ်နဲ့ဓမီကိုအသင်ပြင်ကပြတင်းပေါက်တကားကိုအသာဟပြီးအပြင်ကိုချောင်းကြည့်လိုက်တော့မှပဲသွေးပြက်စရာကောင်းလာတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။မောင်မိုင်းနေတဲ့မြူတူထဲမှာလမ်းလျှောက်နေတာကတော့အခြားသူမဟုတ်ပဲလွန်ခဲ့တဲ့ရက်ကမှတိတ်ဆုံးသွားတဲ့ဘိန်းတော်ဆရာကြီးဦးဖုံးတဲ့ရဲ့ရုပ်ကလပ်ကြီးဖြစ်နေတာပါသူ့ရဲ့ခန္ဓာကိုယ်ကအသက်မဲနေပေမဲ့လည်းအနောက်ကနေတစုံတဦးကကျိုးဆွဲကခိုင်းနေတဲ့အလားခြေလက်တွေကပုံစံမကျစွာနဲ့လွှဲရမ်းလျက်ကြောင်းငန်းစီကိုဦးတီရွေးလျားလာခြင်းဖြစ်ပါတယ်မောင်ကန်ကကြောက်စိတ်ကိုအောင့်အေးပြီးဓမီအောင်နဲ့တေချာထိုးကြည့်လိုက်တော့မှအလောင်းကြီးရဲ့လေပင်နဲ့လက်ကောက်ဝတ်တွေမှာအလွန်သေးငယ်ပြီးမောင်ရိပ်ထဲမှာမမြင်နိုင်တဲ့ကေတာကျိုးနဲ့လို့ခေါ်တဲ့လူသေးစပင်နဲ့ကျစ်ထားတဲ့မှော်ကျိုးမြင်တွေကိုတွေ့လိုက်ရပါတယ်။ထိုကျိုးမြင်တွေကအပေါ်ယံကောင်းကင်ထက်သို့တွေ့တန်းနေပြီးအမောင်တူရဲကနေကဝေအတက်ပညာရှင်ကအလောင်းကိုစိတ်ခိုင်းနေခြင်းဖြစ်ကြောင်းသူသဘောပေါက်သွားခဲ့ပါတယ်။အလောင်းကြီးကအကြောင်းတကားဝါကိုရောက်ရှိလာပြီးတကားကိုအပြင်းစွာနဲ့လာရောက်ရိုက်ခတ်တန်ကြောင့်မောင်ကန်ကောင်မှာနောက်ပြေးပရိမောက်ကနေတောအုပ်ထဲကိုအသေးအတန်ထွက်ပြေးခဲ့ရတော့တယ်။တောနက်ထဲကိုရောက်ရှိသွားချိန်မှာလမ်းပြောင်းနေတဲ့မောင်ကန်ကောင်ကအမောင်ထဲမှာမီးရောင်မိန်မိန်လင်းနေတဲ့ရှေးဟောင်းနှက်ကွန်းပြက်ကြီးတစ်ခုကိုမမျှော်လင့်မဲတွေ့ရှိခဲ့ရတယ်။ထိုနှက်ကွန်းအလယ်မှာရွာတကြီးညံထုံကအနီအောင်ဝတ်ဆောင်ကိုဝတ်ဆင်ထားပြီးလူတော်ကီဦးကောင်းများနဲ့ချက်ရံလျက်အောက်ရန်စီရင်တခုကိုမန်တန်တိုးတိုးရွတ်ဆိုကပြုလုပ်နေတာကိုကွက်ကွက်ကွင်ကွင်မြင်လိုက်ရပါတယ်။တကြီးရဲ့ရှိမှာတော့စရုပ်ထားများသားကောင်အဖြစ်ရွာကနေသားဖွားဆရာမလေးမမြဝင်းကတတိလေးမေ့မျောနေပြီးလဲလျောင်းနေကသူမရဲ့ဝိညာဉ်ကိုနှုတ်ယူဖို့အတွက်ဖျောင်းနိုင်အနှက်ရောင်များနဲ့ထွန်းကြီးနေစေတကြီးဥညံထွန်းကဒီရွာမှာဆက်ခံခဲ့တဲ့ကဝေမျိုးနွယ်တွေရဲ့နောက်ဆုံးကောင်းဆောင်ဖြစ်ပြီးတော့သူ့ရဲ့အသက်တေဂာနီကိုဆွဲဆန့်ဖို့အတွက်ရွာသား9ဦးရဲ့ဝိညာဉ်နဲ့ဝိညာဉ်စားသူအဖြစ်အသွင်ပြောင်းဖို့ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။မောင်ကန်ကသွေးအေးလာတဲ့ထိုးမောအစီရင်ကြီးကိုရက်တန့်ဖို့အတွက်တော်ရင်ကနေတကိုင်းအကျိုးတစ်ခုကိုကောက်ကင်ကနှက်ကွန်းထဲကိုအတင်းဝင်ရောက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့လည်းမောင်ကန်ကဝင်မသွားနိုင်ခင်မှာတကြီးညံထွန်းကမန်နန်ကိုအဆုံးသတ်လိုက်ပြီးမမြဝင်းရဲ့ရင်ဘတ်ပေါ်ကိုအစီရင်နဲ့ထိုးဆိုင်လိုက်ပါတော့တယ်။ခဏအတွင်းမှာပဲနှက်ကွန်းတစ်ခုလုံးမြင်းကလေးလှုပ်သလိုမျိုးတုံခါသွားပြီးမမြဝင်းရဲ့နှုတ်ခမ်းပြမှလည်းပြလဲလဲဝင်းညင်အလင်းတန်းကတကြီးရဲ့ပါဇက်ထဲကိုစီးဝင်သွားတာကိုမောင်ကန်ကထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရပါတယ်။တကြီးညံထွန်းကအသက်ရှူတန်းနေပြင်းထန်လာပြီးသူ့ရဲ့ရုပ်ခန္ဓာမှာတဖြည်းဖြည်းငယ်ရွယ်နုပြူလာကမျက်ဝန်းဒီမှာတော့လူသားတယောက်ရဲ့မျက်လုံးမဟုတ်ပဲသွေးရောင်လွှမ်းနေတဲ့ဝင်းညင်စိုးမျက်လုံးအဖြစ်ပြောင်းလဲသွားခဲ့တယ်။သူကနှက်ကွန်းအပြင်ဘက်ကနေခြုံပုတ်ထဲကိုပုံးနေတဲ့မောင်ကန်ကောရှိရာဘက်ကိုဖြင်းချင်းစွာလှည့်လာလိုက်ပြီးအတန်နဲ့ကြီးနဲ့မင်းကငါ့ရဲ့ပြစ်စမမြောက်သားကောင်ပဲကြောင်းစရာအော်ဟိကရှေ့ကိုတိုးကပ်လာခဲ့ပါတော့တယ်တကြီးညံထွန်းရဲ့ကြောင်းမဖွယ်ကောင်းလာတဲ့အတန်နဲ့ကြီးကြောင့်မောင်ကန်ကောကနောက်ကိုအသက်လူကဆုတ်ခွာသွားပြီးတောနက်ထဲကိုလှည့်ပြီးခဲ့ရပါတော့တယ်ပြေးလွှားရင်းနဲ့ပဲအနောက်ဘက်စီကတစ်ကိုင်းကြောက်တွေကျိုးပဲတန်တဲ့အတူလူသေးစပင်ကျိုးများကလေထဲမှာဝိရန်ဖြတ်တန်းလာပြီးလေသာတိုးတိုးလေးနဲ့ကက်လျက်ကြားနေရပါတယ်။1984ခုနှစ်ရဲ့တစောင်းမုံလာပြီးညကောင်းကင်ရန်ထက်မှာလာမင်းကြီးကသွေးလိုမျိုးရဲရဲနီလာပြီးတောအုပ်တစ်ခုလုံးကိုမှောင်မဲညှို့မိုင်းသွားစေပါတယ်။မောင်ကန်ကဓမီအလင်းရောင်မိန်မိန်နဲ့အသက်လူပြေးရင်းကနေရွာရဲ့အနောက်ဘက်သုတ်တန်ဟောင်းအနီးရှိရှေးဟောင်းစီရီပြက်ကြီးတဆူရဲ့အနီးကိုရောက်ရှိလာခဲ့ပါတော့တယ်။ထိုစီရီပြက်ကြီးရဲ့ရှင်ပြင်ပေါ်မှာနေရအနှံလူသေးအယိုးတွေနဲ့ညီတွားတန်တွေထွက်ပေါ်နေပြီးရှေးရခင်ကအတော်ကတ်ခံခဲ့ရတဲ့ဝိညာဉ်ဟောင်းတွေကသွေးဆနေကြတဲ့အလားလှုပ်ရှားနေကြပါတယ်
တကြီးညံထုံးကစုံကဝေအစွမ်းနဲ့အမောင်တို့ရဲကနေ၍မောင်ကန်းကော်ရဲ့ရှေ့တက်တဲ့ကိုရုတ်တရက်ကိုရောင်ပြကပိတ်ရလိုက်ပြီးသူ့ရဲ့လက်သေးရှည်ကြီးများနဲ့မောင်ကန်းကော်ရဲ့လက်ပင်ကိုအတင်းညှစ်ပစ်လိုက်ပါတော့တယ်။မောင်ကန်းကော်ကအသက်ရှူကျလာပြီးတေချင်းတရားနဲ့လက်တကန်းအလုပ်ကိုရောက်ရှိသွားချိန်မှာသူ့ရဲ့လက်ထဲမှာကြစ်ကြစ်ပါအောင်စုပ်ကင်ထားမိတဲ့တစ်ကိုင်းကြောက်ကိုတတိယသွားခဲ့တယ်။အဲ့ဒီတစ်ကိုင်းကြောက်ကတာမန်တစ်ကိုင်းကြောက်မဟုတ်ပဲနက်ကွန်းပြက်အနီးမှာရှိတဲ့ကျိန်စာပြေတဲ့တနခါပင်ဦးရဲ့အကိုင်းခတ်ဖြစ်နေရကြောင်းတကြီးရဲ့ရင်ဘတ်တက်တဲ့ကိုအာကုံသုံးကထိုးဆိုင်လိုက်ပါရတယ်။တနခါသားနဲ့ထိမှန်သွားတဲ့အခါတကြီးညံထွန်းရဲ့ခန္ဓာကိုယ်ကနေမိခိုးရောင်အမဲရီအလေးလိုက်ထွက်လာပြီးနာကျင်စွာနဲ့အော်ဟင်းလျက်မောင်ကန်းကိုလွတ်ပေးလိုက်ရပါတော့တယ်။မောင်ကန်းကလေပင်ကိုအုပ်ကချောင်းဆိုးရင်းနဲ့မြေပြင်ပေါ်ကိုလဲကျသွားပြီးတကြီးကတော့ဒေါသရကြီးနဲ့နောက်ဆုံးအစီရင်ကိုရွာလဲကိုရွှေ့ပြောင်းရန်ကောင်းကင်ထက်ရန်ကိုပြန်တက်ပြောက်ွယ်သွားပါတော့တယ်။အားရင်အနေငယ်ပြန်ပြေးလာတဲ့အခါမောင်ကန်းကတကြီးညံထွန်းရဲ့နောက်ဆုံးရည်ရွယ်ချက်ကိုရိပ်မိသွားပြီးရွာလဲမှာရှိတဲ့ညောင်ပင်ကြီးစီကိုအပြေးလွှားပြန်လာခဲ့ရပါတော့တယ်။ရွာလဲကိုရောက်ရှိချိန်မှာတော့မြင်တွေ့လိုက်ရတာကအတော်ကခံခဲ့ရတဲ့ရွာသားလေးဦးရဲ့အလောင်းကောင်ကြီးတွေကကောင်းကင်ရန်ထက်မှာသပင်ကြိုးတွေနဲ့စိတ်ခိုင်းမှုကြောင့်ညောင်ပင်ကြီးကိုဝိုင်းရန်ကထူးဆန်းတဲ့ကကြိုးတွေနဲ့ကပြနေခြင်းဖြစ်ပါတယ်။တကြီးညံထွန်းကညောင်ပင်ကြီးရဲ့အထက်လေးတို့ထဲမှာတက်ပလင်ခွေထိုင်ရင်ပြည်စမမြောက်သားကောင်ဖြစ်တဲ့မောင်ကန်းကောင်ရဲ့ဝိညာဉ်ကိုအဝေးကနေပြီးညှို့ယူဖန်ဆာဖို့အတွက်မန်တန်တွေကိုအပြင်းစွာနဲ့ရွတ်ဆိုနေပါပြီ။မောင်ကန်းကမိမိရဲ့စိတ်အာရုံတွေတဖြည်းဖြည်းနဲ့ဝေဝါးလာပြီးခန္ဓာကိုယ်ကြီးကမိမိအလိုလျောက်မဟုတ်ပဲအလောင်းကောင်တွေရှိရာကိုခြေလန်းစတင်လှမ်းနေမိကြောင်းထိတ်လန့်စပွဲသတိပြုမိလိုက်ပါတော့တယ်။မောင်ကန်းကော်ရဲ့ခြေလန်းတွေကမိမိရဲ့အလိုစိတ်တိုင်းမဟုတ်ပဲအသက်မဲ့နေတဲ့အလောင်းကောင်ကြီးတွေရှိရာကွင်းပြင်စီကိုတက်လှမ်းချင်းတိုးကပ်သွားနေမိတယ်။လေထုတွေကညီးတန့်တွေကဝေးမန်နန်တွေနဲ့အတူသူ့ရဲ့ရှင်ဘတ်ထဲကနေအသက်ဝိညာဉ်ကအပြင်ကိုလွှင့်ထွက်လို့မတက်နာကျင်မှုကိုခံစားနေရပြီဖြစ်ပါတယ်။အဲ့ဒီချိန်တွင်မှသူ့ရဲ့လက်ကဝတ်မှာပတ်ထားတဲ့မေရော်တီလာရှင်တစ်ပါးပေးလိုက်တဲ့ပရိတ်ချီမြင်နီလေးကိုရုတ်တရက်သတိထားသွားမိတယ်။မောင်ကန်းကကွဲဝေနေတဲ့စိတ်အာရုံတွေကိုအတင်းစုစည်းကကြမ်းရှိနေသေးတဲ့အာမန်အနေငယ်နဲ့ထိုပရိတ်ချီမြင်ကိုအမြန်ဖြုတ်ပြီးညောင်ပင်ကြီးအောက်ကအစီရင်မြေပေါ်ကိုပြစ်ပေါက်ချလိုက်ပါတော့တယ်။ပရိတ်ချီကမြေပေါ်ကိုထိမှန်သွားတာနဲ့တပြိုင်နက်ကောင်းကင်ရံကသပင်ကျိုးနက်တွေအားလုံးမီးဆွဲလောင်သလိုတက်ဖြောက်ဖြောက်မြည်ဟီကပြတ်တောက်ကုန်ကြပါတော့တယ်။အစီရင်ကျိုးတွေပြတ်တောက်သွားတာနဲ့အလောင်းကောင်ကြီးလေးလောင်စလုံးမြေပြင်ပေါ်ကိုအသက်မဲ့စွာပြန်လဲကျသွားပြီးလေထုထဲမှာတက်ပလင်ခွေနေတဲ့တကြီးညံထွန်းကလည်းသွေးအံကမြေပြင်ပေါ်ကိုဘုံဘုံလဲကျလာခဲ့ပါတော့တယ်။အစီရင်ပြတ်သွားတာကြောင့်သူနှုတ်ယူထားတဲ့ဝိညာဉ်ဆိုအစွမ်းကမိမိကိုပြန်လဲဝါမြုပ်ပြီးသူ့ရဲ့ရုပ်ခန္ဓာကြီးမှလည်းတဖြည်းဖြည်းပုတ်ပွားဆွေးမြေကအယိုးစုဘဝကိုကူးပြောင်းသွားခဲ့ရပါပြီ။တကြီးကနောက်ဆုံးထွက်သက်မှာမောင်ကန်းကိုကြီးကဒီချိန်စာဘရောမှမပြီးဆုံးဘူး။ချိန်စိမ်းနဲ့ပြမုတ်အဖြစ်ကိုပြောင်းလဲပြောက်ွယ်သွားခဲ့ပါတော့တယ်။1948ခုနှစ်ရဲ့သွေးရောင်လွှမ်းတဲ့တစောင်းမုံလာပြီးညကကုံဆုံးသွားပြီးတောင်တန်းကြီးရဲ့အနောက်ဘက်စီကနေနနက်ခင်းအလင်းရောင်ကရွာကလေးစီကိုဖြင်းညင်းစွာနဲ့ဖြာကျလာခဲ့ပါတော့တယ်။ရတရပတ်အနေငယ်ကြပြီးတဲ့နောက်မောင်ကန်းကချိန်စာတင်တေမင်းတောင်ကြီးရွာကနေထွက်ခွာဖို့အတွက်သူ့ရဲ့အဝတ်စားတစ်တာလေးကိုဆွဲကရွာထွက်အလန်းအတိုင်းရှောက်လာခဲ့ပါတယ်။သူကရွာအပြင်ဘက်ကိုရောက်ခါနီမှာနောက်ကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်ရာရွာသူရွာသားတွေကမိမိတို့ရဲ့အိမ်ရှိမှာရက်နေကြပြီးအားလုံးရဲ့မျက်ဝန်းမှာလည်းအသက်ဝိညာဉ်ကင်းမဲကထူးဆန်းစွာစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါထပ်ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကတော့လမ်းဘေးကညောင်ပင်အိုကြီးရဲ့အကိုင်းခတ်တွေပေါ်မှာလူသေးစပင်ကျိုးအသစ်တွေကလေထဲမှာဖြင်းညင်းစွာဝှေ့ရမ်းနေခြင်းပဲဖြစ်ပါတယ်။မောင်ကန်းကကြောချမ်းဖွယ်ရအမှန်တရားကြီးကိုသိလိုက်ရတယ်မှာကဝေဆိုးကြီးတည်ဆုံသွားပေမဲ့လည်းဤရွာကြီးရဲ့အောက်လန်းအစီရင်တွေနဲ့ကျိန်စာအနွယ်ပွားတွေကတော့ဘယ်တော့အခါမှပျောက်ကွယ်သွားမှာမဟုတ်ပဲအမောင်တူတွေမှာနောက်ထပ်သားကောင်တစ်တွေကိုဆက်လက်ဆောင်ဆိုင်နေအောင်မှာဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာရင်ဆုံးသက်သွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်ဇလန်ကောင်းလေးတွေကိုအမြဲမပြတ်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်။ဒီဇလန်လေးနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တာတခုခုများရှိလို့ရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ရှင်။အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။